အားလုံးပဲမင်္ဂလာပါရှင် Moonlight Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Part ကိုဦးရဲနောင်ကအပေါ်ထပ်မှာရက်ပြီးပြုံးနေခဲ့တယ်နောက်ဆုံးတော့အားလုံးဒီနေရာမှာစုံသွားကြပြီးဝိရမုံအန်ကိုကြိတ်လိုက်တယ်အာကာမင်းကိုလွှတ်ပေးလိုက်ဦးရဲနောင်ကရေလိုက်တယ်လွှတ်ပေးရမယ်သူကငါဘဝကိုဖျက်ဆီးခဲ့တဲ့သူလေအာကာမင်းမျက်မှောင်ကျုပ်သွားတယ်ကျွန်တော်ဘာလုပ်ခဲ့လို့လဲဦးရဲနောင်ရဲ့မျက်နှာအေးဆက်သွားတယ်ဘာလုပ်ခဲ့လို့လဲမင်းမွေးလာခဲ့တာကအဖြစ်ပဲဝိရမုံအံ့ဩသွားတယ်မင်းအဖေကဒီကုမ္ပဏီကိုငါနဲ့အတူစခဲ့တာဒါပေမဲ့နောက်ဆုံးမှာအားလုံးကိုသူယူသွားခဲ့တယ်။ဦးရဲနောင်ရဲ့မျက်လုံးတွေหนีရဲလာတယ်ပြီးတော့သူတည်သွားတဲ့အခါငါပိုင်တဲ့အရာတွေကိုမင်းကထက်ယူသွားပြန်တယ်။အာကာမင်းကောင်းခါလိုက်တယ်။အဲ့ဒါကြောင့်လူတယောက်ရဲ့ဘဝကိုဖျက်ဆီးခွင့်မရှိဘူး။တိတ်ဆန်းဦးရဲနောင်អော်လိုက်တယ်။အဲ့ဒီအချိန်စက်ရုံအပြင်ဘက်မှာရဲကားတန်တွေကြားလာရတယ်။ဦးရဲနောင်မျက်နှာပြောင်းလဲသွားတယ်။ဘာဝိရမုံအံ့ဩသွားတယ်။အဲ့ဒီအချိန်အပေါ်ထက်ကနေအတန်တစ်ခုထွက်လာတယ်။ကျမတိုင်လိုက်တာ။အားလုံးလှည့်ကြည့်လိုက်ကြတယ်။သစင်တွေသူမလက်ထဲမှာဖုန်းတစ်လုံးကင်ထားတယ်။သစင်ဝိရမုံမျက်ရည်ဝဲသွားတယ်။နင်းအစင်ပြေရဲ့လား။သစင်တွေကောင်းကြီးလိုက်တယ်။ငါစူးစမ်းပြီးလွတ်လာခဲ့တာ။ဦးရဲနောင်ဒေါသထွက်သွားတယ်။မင်းသူကသစင်တွေစီပြေးသွားဖို့လှုပ်လိုက်တယ်။ဒါပေမဲ့ရက်လိုက်ရဲတွေစက်ရုံထဲဝင်လာခဲ့ပြီးဦးရဲနောင်နောက်ဆုတ်သွားတယ်။ဒါပေမဲ့သူ့မျက်နှာမှာထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာတယ်။မပြီးသေးဘူး။မင်းတို့မသိသေးတဲ့အမှန်တရားရှိသေးတယ်။